စလုံးဆိုတဲ့ကောင်မလေးဟာရေချိုးကန်ထဲမှာထိုင်ပြီးသူရေးထားတဲ့နောက်ဆုံးနှုတ်ဆက်စာကိုထပ်ဖတ်နေပါတယ်။သူမကကိုတတ်တည်ဖို့ပြင်ဆင်နေချိန်မှာပဲအဖေအိမ်ပြန်လာတဲ့အတန်ကြားလိုက်ရတာကြောင့်မနှက်စာစားဖို့ဆင်းသွားရပါတယ်။ မနှက်စာစားနေချိန်စလုံးကအရာရာကိုမကျေနပ်ပဲညီမလီလီကတော့ဒီလိုမလုပ်ဘူးဆိုပြီးပြောနေတယ်။အဖေကတော့ဒါတွေကိုညှင်းငွေလာပြီးအတိတ်ကိုမေ့ပြီးရှေ့ဆက်ရမယ်လို့ပြောတယ်။သူမတကယ်နာနေလားဆိုတာကိုပါမျက်နှာကိုစွဲကင်စစ်ဆေးပြီးဘာမှမဖြစ်ဘူးလို့ထင်တယ်။စလုံးကမစားချင်ဘူးလို့ပြောပေမဲ့အဖေကအတင်းစားခိုင်းတယ်။အဲ့ဒီအချိန်မှာပဲတယောက်ကအိမ်တကားကိုပြင်းပြင်းထန်ထန်ထုရင်အကူညီတောင်းနေတယ်။စလုံးရဲ့အဖေကသွားကြည့်ချိန်မှာအပြင်ဘက်ကအော်တန်းတွေရေကားဆိုင်ရင်တန်းတွေကားတိုက်တန်းတွေကိုစလုံးကြားလာရတယ်။ခဏကြာတော့အဖေပြန်လာပြီးအဝတ်တွေပေါ်မှာတွေးတွေနဲ့အခုချက်ချင်းထွက်ပြေးရမယ်လို့ပြောတယ်။ Sloan က jacket သွားယူပြီးအပြင်ထွက်ကြည့်လိုက်တော့မြို့တစ်မြို့လုံးပျက်စီးနေပြီ။လူတွေဟာ zombie တွေလိုက်တာကနေပြေးလွှားနေကြတယ်။ zombie မိန်းမတစ်ယောက်က Sloan ကိုမြင်ပြီးတိုက်ခိုက်ဖို့ပြေးလာပေမဲ့အဖေကအချိန်မီဆွဲထည့်ပြီးတကားပိတ်လိုက်နိုင်တယ်။ဒါပေမဲ့ခဏအကြာမှာပဲပြတင်းပေါက်ကွဲတံနဲ့အလမ်တန်ကြားလိုက်ရတယ်။အဲ့ဒီ zombie ကအိမ်ထဲဝင်လာပြီ။ Sloan ရဲ့အဖေကသူမကိုမြေပြင်ပေါ်လှဲချပြီးတိုက်ခိုက်တယ်။တိုက်ခိုက်နေချိန် zombie ကသူ့လက်ကိုကိုက်သွားတယ်။သူကကွဲနေတဲ့ glass shard ကိုယူပြီး zombie ကိုထိုးသက်ပြီးမဲ့မသိဘူး။နောက်ဆုံးမျက်လုံးထဲထိုးပြီးအုံနောက်ထိမှ zombie တေသွားတယ်။ဒီရာအားလုံးကိုမြင်ပြီးကြောက်လန့်သွားတဲ့ Sloan ကအိမ်ကနေထွက်ပြေးသွားတယ်။တရက်ကြာပြီးနောက် Sloan ဟာတခြားစေကျော်သက်တွေနဲ့အတူကျောင်းထဲမှာပုန်းနေတယ်။ Trace ဆိုတဲ့ကောင်လေးက parking lot မှာကားတစ်စီးပဲရှိတယ်လို့ပြောပြီး principal office ထဲဝင်ကတော့ရှာကြတယ်။အဲ့ဒီမှာတေဆုံးနေတဲ့လူတစ်ယောက်ကိုတွေ့ပြီး growling အတန်တွေလည်းကြားရတယ်။ Gary ကတတိထားပြီးသွားကြည့်တော့ zombie ဖြစ်နေတဲ့ principal ကိုတွေ့ပြီးဖုန်းနဲ့ရိုက်တတ်တယ်။ Sloan နဲ့ Reese တို့ကကြောက်နဲ့ကြည့်နေကြတယ်။တော့တွေယူပြီးနောက် Gary ကတကားတွေ barricade လုပ်ရမယ်လို့ပြောတယ်။တခြားသူတွေအလုပ်လုပ်နေချိန် Sloan ကတော့ကြောက်လွန်းလို့ထောင်းတနေရာမှာပုန်းနေတယ်။ဖုန်းနဲ့တယောက်ကိုခေါ်ဖို့ကြိုးစားပေမဲ့ Reese ရောက်လာပြီးသူ့မှာကိုစစ်တယ်။ကိုက်ခံထားရလားလို့မေးတော့ Sloan ကမသိဘူးလို့ဖြေတယ်။သူတို့ gym ထဲသွားပြီးရေဒီယိုနားထောင်ကြတယ်။ဒါပေမဲ့ emergency recording ပဲထပ်ခါထွက်နေတယ်။နေရာမှာပဲနေပါအကူအညီလာမယ်ဆိုတဲ့အတန်ပဲဖြစ်တယ်။ Sloan ကပြန်စဉ်းစားမိလာတယ်။သူမ zombie တွေစီကပြေးတော့ကားတွေကိုရှောင်ရင်းပြေးခဲ့ရတယ်။အိမ်ထဲဝင်ဖို့ကြိုးစားပေမဲ့ locked ဖြစ်နေတယ်။ fence ကိုကြော်ပြီး zombie တကောင်ကိုခက်ရှောင်နိုင်ခဲ့တယ်။နောက်တော့ Reese နဲ့ Gary တို့ကိုတွေ့ပြီးအတူပြန်သွားကြတယ်။သူတို့ Trace ရဲ့အမေ Karen နဲ့ညီမ Grace ကိုတွေ့တယ်။ Karen ကဒဏ်ရာရထားပြီမဲ့ဆက်ပြေးကြလို့ပြောတယ်။အုပ်စုက Rec Center ကိုရောက်သွားတဲ့အချိန်လူအများကြီးကအထဲဝင်ဖို့တိုးနေကြတယ်။စစ်သားတယောက်ကတယောက်စာပဲကြံတယ်လို့အော်တယ်။လူတွေက Karen ကိုတောင်ဖိကြော်သွားကြပြီးနောက်ဆုံးတနက်ပစ်တန်ကြတာနဲ့သူတို့ထွက်ပြေးကြရတယ်။ညဘက်မှာအိမ်တအိမ်နဲ့ပုန်းနေကြတယ်။ Karen ကမီးဖွင့်လိုက်တော့ Gary ကချက်ချင်းပိတ်ပြီးအတန်နဲ့အလင်းက zombie တွေကိုဆွဲဆောင်နိုင်တယ်လို့ဆိုတယ်။ Karen ကလည်း zombie တွေကအတန်နောက်လိုက်တယ်လို့ယူဆပြီး Gary ကိုပြန်អော်တယ်။အပေါ်ထက်တက်ပြီးအနားယူကြတယ်။ Sloan အိပ်ပျော်သွားချိန်မှာအတိတ်ကိုအိမ်မက်တယ်။လီလီက Sloan ကိုမနှက်စောနှိုးပြီးကြောင်းသွားဖို့ပြင်ပေးတယ်။အဖေ wallet ထဲကပတ်စံခိုးပြီးကားယူသွားကြတယ်။ Sloan ကလီလီအိမ်ကနေထွက်တော့မယ်ဆိုတာသိနေပြီးမသွားစေချင်ဘူး။လီလီက one day at a time ဆိုတဲ့သူတို့စကားကိုပြန်ပြောပြီးအဖေကနင့်ကိုထပ်မနာကျင်စေတော့ဘူးလို့ကတိပေးတယ်။အိမ်မက်ကနိုးလာချိန်မှာ zombie တကောင်အိမ်ထဲဝင်လာလို့ Gary က baseball bat နဲ့တိုက်ရတယ်။အပြင်မှာ zombie တွေအများကြီးလာနေပြီဆိုတာ Karen သတိထားမိတယ်။သူတို့ပြန်ပြေးရင်ကျောင်းကိုရောက်လာကြတယ်။ Karen က bait လုပ်ပေးပြီး zombie တွေကိုဆွဲခေါ်ထားတယ်။နောက်ဆုံးသူမ zombie တွေရဲ့ဝိုင်းကိုက်တက်တာခံလိုက်ရတယ်။ကျောင်းထဲရောက်ပြီး barricade တွေလုပ်ကြတယ်။ Sloan ကတော့ PTSD လိုမျိုး flashback တွေအိမ်မက်ဆိုးတွေခံစားနေရတယ်။နောက်ပိုင်း flashback မှာ Lily ဟာအဖေကြောင့် bruises တွေရနေပြီးအိမ်ကထွက်သွားတော့မယ်လို့ပြောတယ်။ Sloan ကလိုက်ချင်ပေမဲ့ minor ဖြစ်လို့မရဘူး။အဖေက Sloan ကိုစာမတော်ဘူးဆိုပြီးဆူတယ်။ Lily ကကာကွယ်ပြီးတော့အဖေကရိုက်တယ်။ Lily ကဒါကြောင့်မေမေထွက်သွားတာလို့ပြောပြီးနောက်ဆုံးငါပြန်မလာတော့ဘူးလို့ထွက်သွားတယ်။လက်ရှိမှာတော့အုပ်စုအတွင်းတင်းမာမှုတွေပိုများလာတယ်။ Trace က Karen တီတာ Gary ကြောင့်လို့ဆွတ်ဆွဲပြီးထိုးကြိုက်ကြတယ်
နောက်ပိုင်း Sloane နဲ့ Reese တို့ပူနီးဆက်လာတယ်တယောက်နဲ့တယောက်ကြားတယ်ဒါပေမဲ့ Baxter က zombie အဖြစ်ပြန်ပေါ်လာပြီး Grace ကိုတိုက်ခိုက်တယ် Trace ကတနက်ပစ်ပြီးမဲ့ Grace ကိုပဲထိသွားတယ် Carrie က Baxter ကိုခေါင်းပစ်တက်လိုက်ပြီးမဲ့ Grace ကတော့ Trace ရဲ့လက်ထဲမှာသေသွားတယ် Trace ကစိတ်ပြက်ပြီး Sloane ကိုပါဝင်ရိုက်တယ် Sloane က hallway ထဲထွက်သွားပြီးဖုန်းမှာ Lily ပို့ထားတဲ့ message ဟောင်းတစ်ခုကိုတွေ့တယ်အိမ်ပြန်လာဒီမှာလုံခြုံနေဆိုတဲ့စာ Sloane ကအိမ်ပြန်ချင်တယ်လို့ပြောတော့ Reese နဲ့ Carrie တို့ကအတူလိုက်ပြီး Sloane, Reese နဲ့ Carrie တို့မြို့ထဲက zombie တွေကိုရှောင်ရင်း Sloane ရဲ့အိမ်ကိုရောက်လာကြတယ် Carrie က zombie တွေကိုလှည့်စားဖို့သူ့ကိုယ်သူ sacrifice လုပ်ပြီးထွက်ပြေးသွားတယ် Sloane နဲ့ Reese နှစ်ယောက်ပဲအိမ်ထဲဝင်နိုင်ခဲ့တယ် Sloane က living room ထဲမှာ Lily ကိုတွေ့လိုက်ရတယ်ဒါပေမဲ့ Lily က zombie ဖြစ်နေပြီသူမတို့ညီမနှစ်ယောက်မြေပြင်ပေါ်မှာတိုက်ခိုက်ကြပြီး Sloane က Lily နာမည်ကိုអော်လိုက်တော့ခဏတိတ်သွားတယ်ဒါပေမဲ့မကြခင်ပြန်ကျန်းလာတာကြောင့် Sloane က crowbar နဲ့တတ်လိုက်ရတယ်အေးတယ်အနားမှာသူမအဖေကလည်းတည်ပြီးသားဖြစ်နေတယ်နောက်ဆုံး garage ထဲမှာ Sloane က Lily ပေးခဲ့တဲ့ birthday ကကိုဖွင့်ဖတ်တယ်အဲ့ဒီထဲမှာချစ်ချင်းအားပေးစကားတွေအပြည့်ရေးထားတယ် Sloane ကသူမရဲ့ goodbye letter ကိုလွှင့်ပစ်ပြီး Lily ရဲ့ကတ်ကိုပဲတင်ထားလိုက်တယ်နောက်ဆုံး Sloane နဲ့ Reese တို့ဟာသူမအဖေရဲ့ကားကိုစီးပြီး Redwood Shelter ကိုရှာဖို့မြို့ကနေထွက်ခွာသွားကြတယ် အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်အသစ်တင်နိုင်ကြည့်လို့ရအောင် subscribe လေးနှိပ်ပေးခဲ့အောင်နော်